crypto တွေကိုလေးလာနေတဲ့သူဆိုရင် layer 1 layer 2ဆိုတဲ့စကားတွေကိုကြားဖို့ကြမှာပါဒါပေမဲ့ Bitcoin နဲ့ Ethereum က layer 1လား layer 1ဆိုတာက coin တစ်ခုလားဒီဗီဒီယိုဆုံးထိကြည့်ပြီးရင် layer 1ဆိုတာဘာလဲဘာကြောင့် crypto project တွေကိုရင်းနှီးမြှုပ်နှံမှုအတွက် analysis လုပ်တဲ့အခါမှာ layer 1တွေကိုနားလည်ထားဖို့လိုလဲဆိုတာကိုရှင်းရှင်းလင်းလင်းနားလည်သွားပါလိမ့်မယ်အရင်ဆုံး blockchain ဆိုတာကိုခဏစဉ်းစားကြည့်အောင် blockchain ဆိုတာ transaction data တွေကိုလုံခြုံစွာ record လုပ်ထားတဲ့ digital ledger တစ်ခုဖြစ်တယ်ဒါပေမဲ့ blockchain တစ်ခု run ဖို့အခြေခံ infrastructure တစ်ခုလိုတယ်အဲ့ဒီ infrastructure ကို layer 1လို့ခေါ်တာပါအခါတည်းလွယ်မှတ်ချင် layer 1ဆိုတာ blockchain ရဲ့ main network bit chain foundation တစ်ခုပဲဖြစ်တယ်အိမ်တစ်လုံးဆောက်မယ်ဆိုရင် foundation မရှိရင်ဆောက်လို့မရသလိုပဲ crypto project တစ်ခုလုပ်မယ်ဆိုရင်လည်း layer 1မရှိရင်လုပ်လို့မရပါဘူးဒါကြောင့် layer 1ကို blockchain network ရဲ့ foundation လို့ခေါ်ကြတာပါအဲ့တော့ layer 1ကအဓိကဘာတွေလုပ်ပေးလဲ